အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကလည်းကျွန်တော်ဘော်ဒါတယောက်ကဒီမွန်ပြည်နယ်ဘက်မှာအလေသွားတော့လူကြီးတီးတစ်လုံးထပ်ဝယ်လာပေးတယ်မိတ်ဆိုတော့လက်ဆောင်ရတာကျွန်တော်ထပ်ခွဲပြအောင်မယ်အဲ့ဒါခါတိုင်းကတော့ကျွန်တော်ခွဲပြတာမိတ်ဆွေတို့ပြောတာတနည်းခွဲလဲဟိုပါဒူရင်တီးကမမှန်ဘူးတဲ့နနီးခွဲလဲမမှန်ဘူးတဲ့ဒီနေ့ကျွန်တော်ဒီနည်းခွဲပြအောင်မယ်မိတ်ဆွေတို့မှန်လားမမှန်လားတော့မသိဘူးဒါမိတ်ဆွေတို့လိုက်ကြည့်ကြအောင်ဗျကျွန်တော်တငယ်ချင်းကိုမေးပြီးတော့သူပြောပြတာဒီမျိုးခွဲရတယ်တဲ့ပထမဦးဆုံးဒီမြောင်းအတိုင်းကိုခွဲချရတယ်လို့ပြောတာပဲဒီနေ့တော့ကျွန်တော်3လုံးခွဲပြတယ်မင်းဆိုတော့အဲ့ဒါတနည်းမှမမှန်ဘူးတဲ့သူပြပြောရောက်တိုင်းပဲအဲ့ဒါဒီနေ့ကတော့မှန်လားမမှန်လားတော့မသိဘူးမိတ်ဆွေတို့လိုက်ကြည့်ပေးအောင်ဒီမှာတကယ်လို့မမှန်ဘူးဆိုဒီတစ်ခါလဲကျွန်တော်ဒူရင်တီးမဝယ်စားတော့မိတ်ဆွေတို့ဝယ်လဲမဝယ်စားတော့သူများပေးတာလည်းမယူတော့ဘူးမင်းဆိုတော့ပြောတဲ့အကြောင်းအတိုင်းအရင်ဆုံးလုတ်ပေးရတယ်လို့ပြောတယ်ပဲအဲ့ဒါကျွန်တော်တကယ်ချင်းပြောတဲ့အတိုင်းပဲကျွန်တော်လည်းလုတ်မယ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းပြောတဲ့အတိုင်းခက်တယ်မင်းဆိုတော့မလွယ်ဘူးမင်းဆိုတော့တဖူးတော့ရတယ်ဒါပေမဲ့အသားတွေထိကုန်မယ်မင်းဆိုတော့ကျွန်တော်တကယ်ချင်းပြောတဲ့အတိုင်းကနေပါအသားတွေထိကုန်ခက်တာပဲသူပြောတဲ့နည်းတယ်အဲ့ဒါဘယ်နှဖူးပဲပါ၄ဖူးပဲပါတယ်မင်းဆိုတော့ကျွန်တော်တကယ်ချင်းအဒီမွန်ပြည်နယ်ဘက်မှာအလေသွားလို့ရတာကျွန်တော်လက်ဆောင်တစ်လုံးဝယ်လာပြီးတယ်၄ဖူးပါတယ်မင်းဆိုတော့ဒါကျွန်တော်တကယ်ချင်းပြောတဲ့အတိုင်းပဲကျွန်တော်ခွဲပြီးတယ်မှန်တော့မသိတော့ဒီတစ်ခါမှမှန်ဘူးဆိုလဲကျွန်တော်ဒူရင်တီးဝယ်စားတော့ဝင်ဆိုတော့ပြီးရင်ထိတ်ပိုင်းကိုနည်းနည်းပါးဖြတ်ပေးတဲ့ပြီးရင်ဓာတ်နဲ့ဒီလိုမျိုးအလေကနေလုတ်ပေးရတယ်လို့ပြောရပဲမှန်တော့မသိဘူးမိတ်ဆွေတို့ပဲပြောပေးပြဟုတ်ပြီးရင်ဖြေးရတယ်လို့ပြောရပဲမိတ်ဆွေတို့တော့ဖြေးတိတ်မကျွမ်းဒီမှာမိတ်ဆွေတို့သူ့ရဲ့အထဲမှာသားတော့ဆိုတော့တဖူးတော့ရပြီမိတ်ဆွေတို့ဒီမှာသူ့ရဲ့အသားတော့ထူတယ်မိတ်ဆွေတို့ခါတိုင်းနဲ့တိတ်မပြေးဘူးဒီမှာကြည့်ပါတိတ်တော့မမဲ့သေးဘူးမိတ်ဆွေတို့အစီရသေးသေးလေးပဲပါတယ်စီရသေးသေးလေးပဲစားလို့တော့ရမယ်လို့တော့ထင်တာပဲအဲ့ဒါသစိတ်ရတော့ရင်ဆိုတော့ဒီမှာသစိတ်နောက်သစိတ်ထိတ်ပိုင်းကိုအရင်ဖြတ်ရတဲ့ထိတ်ပိုင်းကိုအရင်ဖြတ်ပြီးရင်ဖင်ပိုင်းကိုနည်းနည်းဖြတ်ပြီးပြီးရင်အလေကနေဒီတိုင်းဓာတ်နဲ့မွန်းချတယ်ပြီးရင်ဖြဲပေးတယ်ဒီဖြဲပြီမိတ်ဆိုတော့ဒါလည်းသစိတ်ထက်ရတယ်သားတော့မမဲ့ဘူးလို့ထင်တာပဲဒီမိတ်ဆိုတော့ဖြဲပြမယ်အစီအသေးသေးလေးပဲမိတ်ဆိုစားကောင်းလားမကောင်းလားတော့မသိဘူးမစိတ်ရပြီမိတ်ဆိုတော့အဆူကတော့အများဒူရင်တီးအဆူမပါတဲ့ဒူရင်တီးမရှိဘူးလားမသိဘူးဒူရင်တီးတစ်ခါစားရဖို့တော့အဲ့တကယ်ချင်းကလည်းကျွန်တော်မစားချင်တော့ဘူးလို့ပြောတာအဲ့ဒါသူအတင်းပေးလို့ယူလိုက်ရတယ်မယူဘူးဆိုလဲသူများစေတနာကိုစော်ကားရကြတယ်အဲ့ဒါယူလိုက်တယ်အဲ့ဒါကျွန်တော်ခွဲတာပထမဆုံးက3လုံးရှိပြီဆိုတော့အဲ့ဒါတစ်ခါမှမမှန်ဘူးတဲ့ line ပေါ်ကလူပြောတာအဲ့ဒါဒီတစ်ခါလဲမှန်လားမမှန်လားတော့မသိဘူးအဲ့ဒါဆိုတော့ဟောဒီတစ်ဖူးကအကြီးဆုံးပဲဖြစ်မယ်အဲ့ဒါဆိုတော့သားတော့ထူတယ်အစီသေးတယ်မင်းဆိုတော့အစီကြီးမှစားကောင်းတာရင်းသေးရအစီသေးရင်စားရတာမချိုဘူးလို့ပြောတာပဲဘာတီးလို့ခေါ်လဲတော့မသိဘူးတွင်းတီးနာမည်တော့မသိဘူး
တွင်းသီးအမျိုးသားတွေအများဒီတစ်စီဒီတစ်ခုကအသေးဆုံးပဲတီးတယ်ခုကနည်းနည်းပြေးသွားတာအသားနည်းနည်းထိသွားတယ်စားကြအောင်မေးဆိုတော့ဒီပါတစ်လုံးအစီတွေကသေးသေးလေးပဲမေးဆိုတော့ဒီမှာစားကောင်းလားမကောင်းလားမသိဘူးအေးဒီလောက်ပဲမေးဆိုတော့မှန်ပြောပြခဲ့အောင်